င်္ဂလာပါအရန်သိတိကျမ်းမာချမ်းသာကြပါစေကျွန်တော်ကတော့အဖေဦးစိန်ဝင်းရွှေတုံရဲ့တာလူပဲနေလာဆရာမင်းတီလာဖြစ်ပါတယ်ခုနှစ်သားသမီးတွေဝိဇာဒရာနီးပညာနဲ့ကံကြမ္မာတွေကိုဖတ်ကြားပေးနေတယ်လို့ဖြစ်ပါတယ်အခုတစ်ခေါက်မှာတော့ကျွန်တော်ရဲ့ VIP member ဝင်တွေအတွက်ကိုအင်မတန်မှပဲလေးနဲ့တဲ့စကားလေးပေါ့နော်ကျွန်တော်တို့ရဲ့ရှိဆရာတော်ကြီးတွေဆရာကြီးတွေဖေကြီးတို့တွေမိငယ်တဲ့စကားလေးတစ်ခုကိုပြန်ပြီးပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့ယရနာရှိရာယရနာလားဆိုတဲ့ကျင့်စဉ်လေးယရနာရှိရာယရနာလားဆိုတဲ့ကျင့်စဉ်လေးကတကယ်အင်မတန်မှအသင့်ရှိတဲ့ကျင့်စဉ်လေးပါပဲလူတွေကဘယ်လိုပြောမလဲယရနာနဲ့ပတ်သက်ပြီးတော့တန်ဖိုးထားကြတယ်ပေါ့နော်ကျွန်တော်တို့နားလည်ထားတာတော့လောကကြီးမှာဖရာယရနာတရားယရနာတန်ခါယရနာပေါ့နော်ဒီယရနာမြတ်သုံးပါးကတော့တန်ဖိုးအကြီးဆုံးပါအဲ့တော့ကိုယ့်ရဲ့ရင်ထဲမှာဖရာယရနာတရားယရနာတန်ခါယရနာကိန်းအောင်နေမယ်ထုံမောထားမယ်ဆိုလို့ရှိရင်ပြင်ပလောကီစည်းစိမ်ချမ်းသာယရနာတွေမှန်သမျှကိုယ့်စီကိုတဖြည်းဖြည်းချင်းပြည့်စုံလာစေတဲ့နည်းစနစ်လေးပေါ့နော်အချိန်ပေးရတယ်စနစ်ကြရတယ်စူးစူးဆိုင်ဆိုင်နဲ့ပွားများအားထုတ်ရတယ်လွယ်လွန်းတော့ခက်သွားတာပေါ့နော်အဲ့တော့လွယ်ကူကူလေးနဲ့စိတ်တိုင်းကြလေးအားထုတ်နိုင်မယ်စူးစူးဆိုင်ဆိုင်လေးအားထုတ်နိုင်မယ်ဆိုလို့ရှိရင်ယရနာရှိရာယရနာလားဆိုတဲ့စကားလေးအတိုင်းပဲမိမိဘဝကလည်းခြေရေးလူမှုရေးစီးပွားရေးအိမ်တော်ရေးကျန်းမာရေးတာရေးသမီးရေးငွေကြီးရာအစပေါ့နော်ကိုမှလိုအပ်ချက်တွေကတဖြည်းဖြည်းနဲ့ပြည့်စုံလာတဲ့သဘောကိုစောင့်ပါတယ်အဲ့တော့ကျင့်စဉ်လေးကိုဘယ်လိုလုပ်ကြမလဲပြောပြပါကျင့်စဉ်လေးကိုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်နံပါတ်1ကျွန်တော်တို့ကဩဃာတဘုရားရှိခိုးနဲ့စပါမယ်၅ပါးသီလခံယူပါမယ်စီမီပန်းရေချမ်းမိမိရဲ့တရားတရားရှိသလောက်နော်ကြကြနန္ဒာလေးစေတနာသုံးတန်ပြဋ္ဌာန်းပြီးလူတန်းမယ်ခင်မွန်းကြီး10ပါးကိုကျွန်တော်တို့ကကံကြွေးချိန်တယ်ပြီးသွားရင်ဗုဒ္ဓံတရဏံဟိသာမိဗုဒ္ဓံမြတ်စွာဘုရားကိုတရဏံကိုးကွယ်ရာဟူ၍ဂစ္ဆာမိယုံကြည်စွာစိတ်ကပ်ပါ၏ဓမ္မံတရဏံဂစ္ဆာမိဓမ္မံတရားတော်မြတ်ကိုဂစ္ဆာမိကိုးကွယ်ရာဟူ၍တရဏံကိုးကွယ်ရာဟူ၍ဂစ္ဆာမိယုံကြည်စွာစိတ်ကပ်ပါ၏တန်ခမ်းတရဏံဂစ္ဆာမိတန်ခမ်းတန်ခါတော်ရှင်မြတ်ပေါင်းကိုတရဏံကိုးကွယ်ရာဟူ၍ဂစ္ဆာမိယုံကြည်စွာစိတ်ကပ်ပါ၏ဆိုဒီသုံးလုံးလေးပဲပရိဒပတ်9ပတ်18ပတ်28ပတ်ပေါ့နော်ဖြည်းဖြည်းမှန်လေးအာယုံထိမိမိနဲ့ရွတ်ပွားဖို့ဖြစ်ပါတယ်ကျွန်တော်တို့ကပရိပတ်ရည်သက်စားလို့ရှိရင်ရင်ထဲမှာထိမိမိဖြစ်ဖို့အဓိကထားပြီးစိတ်ချင်းဖြစ်ကျွန်တော်တို့ပွားများဖို့အတွက်ပေါ့နော်